အကြောင်းမှာနေရဆုံးခွာပြီးတော့မိခိုနေတိုင်းရတဲ့ပုဂ္ဂိုလ်အပေါင်းကအိမ်တော်သူအရေးအတွက်နဲ့အားဖြင့်150နီးနီးရှိပါတယ်ငလင်တန်းကြောင့်ဖြစ်တာက1နှစ်ဟိုဘက်ကဘုံဘုံတို့နေရဆုံးခွာခြင်းက2နှစ်ပေါင်းတော့3နှစ်နီးပါပေါ့ပထမ10လလောက်ထိပဲဘုံဘုံတို့ဒီမှာကျွေးမွေးခဲ့တဲ့ကုသိုလ်ရှင်နဲ့လူတန်းခဲ့တဲ့တို့ပေမဲ့10လကျော်တဲ့နောက်ပဲဘုံဘုံတို့မကျွေးနိုင်တော့ခုလူပေါင်း400ကျော်500ဘုံဘုံတဦးတယောက်တည်းပဲထမ်းနိုင်မဲ့ဝန်မရှိပါဘူးကျမတို့ဒီမဟာစီဖုံးတော်ကြီးကျောင်းအတွက်မှာဆိုရင်ကျမတို့ကူညီပေးခဲ့တဲ့ပစ္စည်းတွေကတော့ကျမတို့ကဒီ45 kVA မီးစက်တစ်လုံးပေါ့နော်မီးစက်ရယ်ပြီးတော့မီးစက်ထားမဲ့အခန်းလေးရယ်9ခန်းတွဲအိမ်ဆောင်9လုံးရယ်2ခန်းတွဲအိမ်သာ3လုံးနဲ့ဒီဆိုလာမီးဒီဆိုလာလမ်းမီးလေးတွေပါမယ်ရေတန်းဆက်လက်ပတ်ဖို့အတွက်ပေါ့နော်ဒီဝီစီတွင်အစ်စ်တစ်ခုရယ်ပြီးတော့ဒီဆိုလာစနစ်တက်ဆင်ပေးခဲ့ပါတယ်ဒီထောက်ပံ့မှုတွေကလူဦးရေ400ကျော်အတွက်ကိုအထောက်ပံ့ဖြစ်ခဲ့ပါတယ်ရှင်ဒီလိုအစာဦးဒီလာပြီးတော့တူလမ်းမဲ့လူမရှိလို့ရှိရင်ကျွန်တော်တို့ဒီလိုဖြစ်တယ်လို့ပဲဒီကြောင်းထဲမှာပဲဒီလိုခိုးကတ်နေရမှာပေါ့လေအားကြီးကလည်းတော်တော်လေးကိုပံ့ပိုးခဲ့ပါတယ်ကျွန်တော်တို့ဒီမိသားစုတွေဟိုအကုန်လုံးဆန်စီချက်စီရအိတ်စီရအကုန်လုံးပေါ့လေလုံခြုံမှုတော်တော်ပေးရှာပါတယ်ဘုံဘုံတို့တခုမှကောက်ကင်တယ်မလို့ခဲ့ဘူးအဲ့ဒီအိမ်အစီအစီရပဲသူတို့ဖွဲ့စည်းနဲ့ခိုင်ခိုင်မာမာကိုပဲဘုံဘုံတို့ကိုလှုပ်ဆောင်ပေးသွားပါတယ်ဒီအိမ်သားတွေရသွားတဲ့ကြောင့်ကျမ်းမာရေးရစကတဲ့ညီမျှသွားတယ်လူနေမှုထူထပ်ခြင်းတွေလည်းညီမျှသွားတယ်ထောက်ကူဖြစ်သွားတယ်ဆိုတော့အများကြီးဘုံဘုံတို့ရိတ်တာအတွက်တော့ထောက်ကူဖြစ်ပါတယ်မလုံခြုံသေးတဲ့မိသားစုတွေလည်းရှိပါသေးတယ်ကျွန်တော်တို့လိုပဲကျန်တဲ့မိသားစုဝင်လေးတွေကိုလည်းကျွန်တော်တို့နေသလိုပဲရတယ်လို့ပဲသူတို့လည်းရစေခြင်းတယ်